အားလုံးပဲမင်္ဂလာပါရှင်ရောပရိသ YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆ iam ခေရှိညိုရေးသားထားတဲ့နရသူဝတ္ထုကိုအပိုင်း8နေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆ iam နှင့်တကွသက်ဆိုင်သူများအားလုံးထံမှလေးစားစွာခွင့်တောင်းခံအပ်ပါသည်ရှင်ကျမနှင့်တူနားဆင်ခံစားပေးကြပါအောင်ရှင်အခန်း9ဧကန်ထဲမှာခောက်တုံးခောက်ပြန်ရှောင်ရင်းကနာမငြိမ်ဖြစ်နေသူကဦးမှိုင်းရဲ့မျက်နှာအရိပ်ကဲကိုကြည့်ပြီးမလန့်မကန်းမှထိုင်နေကြတာကဦးဝေးကိုတို့လင်မယားအန်ဒီသင်ခိုင်ကတစ်ချက်တန်းဝေလိုက်တာကိုဦးဝေးကိုကတထောင်နှင်းတိုးပြီးတတိပေးလိုက်တယ်ဘာမှမဖြစ်သလိုဟန်ဆောင်ပြီးဆိုဖာပေါ်မှာတက်တောင့်တက်တာအနေထားနဲ့မုံစားရင်တီဗီကြည့်နေပေမဲ့ဖူဖူရဲ့စိတ်တွေကတော့ထိမ်မရအောင်ကြောက်လန့်နေမိတယ်ဖူဖူကတီဗီကြည့်ရင်ဦးမိုင်းကိုမတိမတာအကဲခတ်နေပေမဲ့ဦးမိုင်းကတော့အိမ်ရှိကိုကြည့်လိုက်နိုင်ကိုကြည့်လိုက်နဲ့စိတ်ပူပန်နေတယ်ဦးမိုင်းစိတ်ထဲတွေးနေတာဒီလင်းရဲ့အကြောင်းဆိုတာဖူဖူမသိပဲနေမလားအခုဦးမိုင်းကဒီလင်းတို့ပကံကနေရန်ကုန်ကိုပြန်လာမှကိုညှော်နေတာလေဒီလင်းကကန်ကောင်းလိုက်တာဖူဖူလည်းဒီလင်းလိုကန်ကောင်းကျင်တယ်ဦးမိုင်းရဲ့တောက်ခေါက်တန်ကြားရတော့ဖူဖူရောဦးဝေးကိုတို့လင်မယားပါလန့်သွားတယ်တကယ်ဆိုဦးမိုင်းကိုဖူဖူကြောက်နေမိပြီဒီလင်းပေါ်နှွေးထွေးသလောက်ဖူဖူပေါ်ဘာလို့များမနှွေးထွေးနိုင်ရတာလဲဒီလင်းနဲ့ဖူဖူကိုဘာလို့များခွဲခြားဆက်ဆံရတာလဲဦးမိုင်းကဖူဖူထင်တယ်လို့သဘောကောင်းတဲ့သူမဟုတ်ဘူးလားဘာလဲဒီလင်းတယောက်တည်းပေါ်မှာပဲကွက်ပြီးသဘောကောင်းတာလားဖူဖူကတော့အာကူတကြီးနဲ့ဦးမိုင်းစီလာလိုက်တာဒါပေမဲ့ဦးမိုင်းကဖူဖူစိတ်ကူးထားသလိုမကြိုးစိုးနေဘူးဖူဖူကိုစားတွေ့တော့ဦးမိုင်းကအန်အောစိတ်ဘူးဟမ်းမပြဘူးစိတ်ရှုပ်သွားသလိုဖြစ်ပြီးဘာကိစ္စရှိလို့လဲလို့မေးတယ်တကယ်ဆိုရန်ကုန်ထိတယောက်တည်းရောက်လာတဲ့ဖူဖူကိုဦးမိုင်းစိတ်ဘူးပြီးဘာဖြစ်တာလဲတယောက်တည်းလားလို့မေးရမှာပေါ့ဦးမိုင်းစိတ်ဘူးအောင်ဖူဖူမမခါကနေထွက်ပြေးလာတာလို့ပြောလိုက်ပေမဲ့တကယ်တမ်းဦးမိုင်းကလေဖူဖူကိုစိတ်မဘူးပဲတီလင်းကိုပဲစိတ်ပူနေခဲ့တာတီလင်းမမခါမှမရှိပဲပကံကိုသွားတယ်ဆိုတာသိသိချင်းဦးမိုင်းစိတ်ဆိုးလိုက်တာများဖူဖူတို့နေစရာနေရာမရှိဘူးဖူဖူကဘာကြောင့်တီလင်းထက်မตาနိုင်ရတာလဲလေးလေးကရောဦးမိုင်းကပါဘာလို့များဖူဖူကိုတီလင်းထက်ပုံမမြင်နိုင်ရတာလဲဖူဖူကတီလင်းထက်အများကြီးလှတယ်လို့လူတိုင်းကပြောပူကြတာပဲမဟုတ်လားဒါပေမဲ့တီလင်းလိုကံကောင်းမှုမျိုးတော့ဖူဖူမရဘူးသေးဘူးဖူဖူဦးမိုင်းရဲ့ခေါ်တန်ကြောင့်ဖူဖူအတွေးပြဲသွားပြီးအတန်တုံရင်နဲ့ဟုတ်ကဲ့ဦးမိုင်းဘာများပြောမလို့ပါလဲဖူဖူကိုအိတ်ချင်ရင်သွားရီတော့လို့ပြောမလားမသိဘူးဒီအိမ်မှာဦးမိုင်းတယောက်တည်းနေတယ်ဆိုပေမဲ့ဒီလင်းတွေတီးတန်းအခန်းတစ်ခန်းပေးထားတယ်ဒီလင်းကဦးမိုင်းရဲ့အိမ်မှာနေတာမဟုတ်ပါဘူးဒါပေမဲ့ဖူဖူတို့တွေရန်ကုန်ကိုလာတဲ့အခါဒီလင်းတို့နေတဲ့အိမ်ကလူကြီးတွေများလို့လွတ်လွတ်လပ်လပ်မရှိမှဆိုတယ်ဒါကြောင့်ဦးမိုင်းအိမ်မှာပဲလာတဲ့ရတာအဲ့ဒီခါတိုင်းဖူဖူကဒီလင်းနဲ့အတူတူအိတ်ခွင်ရတယ်အခန်းကျဲကြီးထဲမှာဒီလင်းစိတ်ကြိုက်အကုန်ပြင်ဆင်ပေးထားတာကိုကြည့်ပြီးဖူဖူသဘောကျလိုက်တာဖူဖူမှလည်းအဲ့ဒီလိုအခန်းကျဲနဲ့တယောက်တည်းနေလို့ရတဲ့အခန်းရှိရင်သိကောင်းပါပဲအခုတော့မမခမာကတယောက်တစ်ခန်းမရဘူးမင်းကလေးဆောင်မှာဆိုရင်လေဟောတိုက်အခန်းကျဲကြီးတစ်ခုမှာကရင်တွေတန်းစီပြီးအိပ်ရတယ်ကိုပိုင်ကရင်ကိုပိုင်ဘီဒိုနဲ့ကိုပိုင်စာကြီးစပွဲသာရှိပေမဲ့ကိုပိုင်အခန်းမရှိဖူဖူသိစိတ်ညစ်တာပဲဖူဖူကလေအေးစီစီလေးတယောက်တည်းညဘက်နေကျင်တာအခုတော့မမခမာကစီကံကတင်းကျပ်တာညဘက်ဆိုဖုံးတွေသိမ်းတယ်အချိန်နဲ့အိတ်အချိန်နဲ့ထားရတယ်ဘယ်နေရာသွားအလှဲကျသွားရတယ်တန်းစီသွားရတယ်ကြာလာတော့ဖူဖူမပြောတော့ဘူးမမခမာနေရတာဖူဖူရှက်လာတယ်ကျောင်းကတငယ်ချင်းတွေကဖူဖူကိုပြောကြတယ်နေလိုပုံစံမျိုးကမမခမာရှိတဲ့နာမဟုတ်ဘူးဒီထက်ပိုပြီးခန္ဓာမှုမျိုးနဲ့ထိုက်တန်နေတဲ့ဖူဖူအများကြီးမျောမှန်းထားပေမဲ့လောလောဆယ်တော့ဖူဖူမှာကိုပိုင်ခန်းလေးတစ်ခန်းရှိဘူးကျင်တာပါအခုညတော့ဒီလင်းနဲ့အတူတူအိတ်ခဲတဲ့အခန်းနဲ့ဖူဖူတယောက်တည်းအိတ်ရတော့မှမို့ဖူဖူရင်ခုန်နေမိပြီအိတ်ချင်သွားပြီးတော့တင်ခိုင်တို့နေတဲ့အခန်းမေးမှာအခန်းလို့တစ်ခန်းရှိတယ်
တင်းခိုင်အဲ့ဒီခန်းကိုပြင်ထားပြီးပြီမလားဟုတ်ကဲ့ဆရာပြင်ထားပြီးပါပြီဦးမိုင်းရဲ့စကားကဖူဖူရဲ့မျောလင်းချက်တွေကိုပြုတ်ကျစေခဲ့တယ်တီလင်းမရှိပဲတီလင်းရဲ့အခန်းထဲမှာဖူဖူကိုအိတ်ခွင့်မပြုဘူးပေါ့ဖူဖူကိုအိမ်ကူတွေထားသလိုထားမယ်ပေါ့ဖူဖူစိတ်ကိုတင်းလိုက်ပြီးဟင်ဖူဖူမအိတ်ချင်သေးဘူးတီလင်းလာမှာကိုဦးမိုင်းနဲ့အတူတူစောင့်မယ်ဦးအေးကိုနဲ့အန်ဒီတင်းခိုင်တို့ကဖူဖူကိုနားမလဲသလိုကြည်နေတာဖူဖူတွေ့သားပဲသူတို့လည်းဦးမိုင်းကိုကြောက်လို့ဒီညအိမ်မှာမဟုတ်ဘူးအဲကန်းထဲမှာမယိုးမရွာဖြစ်နေတဲ့ဦးမိုင်းရဲ့အိတ်ချင်းစိတ်ကိုအတင်းဖြောက်ပြီးဦးမိုင်းရဲ့ရိတ်ချီကိုကြည်နေတဲ့ဦးအေးကိုနဲ့အန်ဒီတင်းခိုင်ရဲ့နောက်ပြီးစိတ်ထဲမကျေနပ်မှုတွေကိန်းအောင်နေတဲ့ဖူဖူရဲ့တယောက်တစ်မျိုးအတွေးကိုစီနဲ့ဒီညကိုဖျက်ကြော်ကြလိမ့်မယ်ထင်တယ်ဖူဖူရဲ့အကြောင်းကိုတွေးလိုက်တိုင်းသူစိတ်ရှုပ်လာတာအမှန်ပဲဘာကိစ္စသူ့ကိုလာနှွေတယ်လဲသူမစင်းစားတတ်တော့ဘူးလင်းနဲ့ပတ်သက်လာရင်ဖြစ်လာနိုင်ရရှိတဲ့အရာရာတိုင်းအတွက်သူကြိုတင်ပြင်ဆင်ထားတဲ့နာမှန်ပေမဲ့အခုလိုတဦးတယောက်ချင်းစီလာပတ်သက်တာမျိုးသူလုံးဝမကြိုက်တဲ့အထဲမှာဖူဖူကအဆိုးဆုံးဘလောက်ပဲသူနိုင်ငံခြားမှာကြီးပြင်းလာခဲ့ပါစေခင်မိပါတယ်ပဲပြောဖူဖူရဲ့ရဲတင်းသွက်လက်မှုကိုသူမနှိမ့်မြို့ဘူးလင်းကဖူဖူကိုအတော်လေးချစ်တာသူသိပါတယ်ရန်ကုန်မှာပစ္စည်းတစ်ခုခုတွေ့ပြီဆိုရင်လင်းကဖူဖူကိုတတိယပြီးမရရအောင်ဝယ်တယ်ပြီးမရောက်အောင်တန်းပို့ပေးခဲ့တာလင်းကဖူဖူကိုအလိုလိုက်လွန်းတယ်လို့သူကတော့မြင်တယ်လင်းရဲ့အမြင်မှာဖူဖူကကလေးတယောက်တည်းမပိုခဲ့တာမှန်ပေမဲ့ဖူဖူကလေးမဟုတ်တော့တာအကုန်လုံးသိကြတာပဲနောက်ပြီးဖူဖူရဲ့စိတ်ဓာတ်ကမစစ်မှန်မှုလို့သူခံစားရတယ်ဖူဖူရဲ့ကြည့်တွေမှာလူချင်းတိုက်မဲ့မှုတွေပါနေတာကိုသူမြင်ရတယ်ကြာလာရင်ဖူဖူကလင်းကိုတောင်နှိုင်းရှင်လာပြီးအတုံးချတော့မယ်နဲ့တူတယ်လင်းကိုအဲ့ဒီလိုသွားပြောပြရင်လက်ခံမှာမဟုတ်တာအသေးကြပဲလင်းကရိုးရှင်းပြီးဖြူစင်လွန်းတယ်ချစ်စရာတိတ်ကောင်းတယ်လင်းကိုမြင်လိုက်ရတာနဲ့အေဂျင့်နဲ့ခံစားမှုမျိုးသူခံစားမိတယ်သူလင်းကိုချစ်ခဲ့တာအဲ့ဒီအချက်တွေကြောင့်ဆိုတာကိုတော့ငင်းလို့မရတာအသေးချပဲသူသတ်မှတ်ထားတဲ့အရည်ချင်းတွေပေါင်းတွေလင်းမပြည့်မီခဲ့ပေမဲ့သူလင်းကိုရွေးချယ်ခဲ့တယ်အဲ့ဒါကသူလင်းကိုချစ်လို့ဆိုတာသိကြတယ်လင်းကသူ့တဘွားလုံးတွေရည်ရွယ်ထားတဲ့သူ့ရဲ့တူရီသောမိန်းကလေးပဲသူလျှောက်တဲ့ခြေလန်းတိုင်းရဲ့အနောက်မှာလင်းကိုထက်ချက်မကွာလိုက်စေခြင်းပေမဲ့လင်းကသူဝါသနာပါတဲ့ပကြီးဆွဲတာစာဖတ်တာနောက်ပြီးသူ့ရဲ့ဒုတိယကဘာဖြစ်တဲ့မုံမခါအတွက်လှုပ်ပေးရတာတွေနဲ့ပဲဘဝကိုနှိမ့်မြုပ်သွားတော့မှသူသိတယ်သူကလင်းရဲ့ပထမကဘာဖြစ်ခွင့်ရမလားလို့သူကလေးတွေနဲ့ကြံကြံဖန်ဖန်တွေးမိခဲ့သေးတယ်လင်းသိရင်ကိုကတိတ်ကလေးဆန်တာပဲလို့ပြောပြီးရည်နေမလားပဲအခုလင်းတယောက်သူ့ကိုမပြောမဆိုနဲ့လှုပ်ချသွားတယ်သူသိရင်ခွင့်မပြုမှာဆိုလို့မုံမခါကိုပြန်နေဆိုပြီးထွက်သွားလိုက်တာပကံရောက်နေတယ်တဲ့ဒါကလည်းဖူးဖူးပြောပြလို့သိရတာဖူးဖူးဆိုတဲ့ကလေးမလေးကလည်းဘာလို့ရန်ကုန်ထိလိုက်လာရတာလဲရတာကနင်းရှိတဲ့ပကံကိုလိုက်သွားတယ်ဆိုဖူးဖူးလည်းပကံကိုလိုက်သွားပေါ့ဘာကိစ္စရှုပ်ရှုပ်ရှက်ရှက်သူစီရောက်လာရတာလဲသူစီကနေဖူးဖူးဘာများလူကျင်တာရှိနေပါလေအာသူလင်းကိုစိတ်ပူပြီးဘာတွေတွေးနေမိပါလေပကံကနေရန်ကုန်ထိရတာရဲ့ကားနဲ့ပြန်လာကြမှာအေးမှလည်းပါတယ်လို့လင်းသူ့ကိုပြောထားလို့အနေနဲ့များစိတ်အေးရတယ်လင်းကိုရတာနဲ့တဝင်တူတာလားမေးရင်တဝင်တူတယ်လို့ပဲဖြေရမယ်လင်းကအခြားသူတွေရဲ့မျက်လုံးထဲတာမန်ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့သူ့ရဲ့မျက်လုံးထဲမှာတော့အလှဆုံးပဲသူလင်းကိုစောင့်နေတာကြာနေပြီလင်းမရောက်မချင်းသူဘာမှလဲစားနိုင်မှာမဟုတ်ဘူးအိမ်လည်းမအိမ်နိုင်ဘူးမနေ့4 နာရီထိုးနေပြီသူဘာမှစားခြင်းစိတ်ကူးမရှိတာအေကိုတို့လင်မယားကိုမအိတ်ခိုင်းသေးဘူးဖူးဖူးနဲ့သူနှစ်ယောက်တည်းကြံခဲ့တဲ့အဖြစ်ပြမျိုးလင်းရဲ့အာယုံတဲ့မြူမှုံ14တောင်သူအဝင်မခံနိုင်ဘူးဒါကြောင့်လင်းတို့ရောက်တော့မှာပဲအေကိုတို့ကိုတနေ့လုံးအနာပေးလိုက်တော့မယ်စိတ်ကူးတယ်အိမ်ရှိမှာကားရဲ့တန်ကြတော့သူဟန်မဆောင်နိုင်ပဲခြံထဲကိုပြေးထွက်သွားမိတယ်ကားပေါ်ကနေခတ်သွဲပြေးစင်းလာတဲ့လင်းကသူ့ကိုကြော်ပြီးဖူးဖူးကိုပြေးဖက်တယ်သူဘလောက်ဒေါသဖြစ်လိုက်ရမလဲစဉ်းစားတာကြည့်စင်ပြေရဲ့လားရန်ကုန်ကိုဘလို့များရောက်အောင်လာခဲ့တာလဲဖူးဖူးရဲ့တီလင်းစိတ်ပူလိုက်တာဘာလို့များတီလင်းနဲ့လေးလေးစီဖုံးမဆက်ခဲ့တာလဲတခုခုဆိုလေးလေးနဲ့တီလင်းကိုဖူးဖူးပြောပြလို့ရတယ်လေတ
သိတယ်မဟုတ်လားဖူးဖူးတီလင်းကလေဖူးဖူးကိုစူနေတာမဟုတ်ဘူးနော်ချစ်လို့စိတ်ဘူးလို့ပြောနေတာလင်းကအဆက်မပြတ်ပြောနေပေမဲ့ဖူးဖူးကတော့မျက်နှာသေးလေးနဲ့ဖြစ်နေတာကိုသူကြည့်ပြီးစိတ်ထဲအဆင်မပြေဘူးဖူးဖူးဟန်ဆောင်နေတာလို့သူမြင်တယ်လင်းသူအတန်ခက်ပြက်ပြက်နဲ့ခေါ်တော့မှလင်းကလှည့်ကြည့်ပြီးသူ့ကိုတတိယသွားလို့ကိုလာအခန်းထဲခဏလိုက်ခဲ့အောင်သူအဲကန်းထဲကနေကြောခိုင်းပြီးအခန်းထဲကိုဦးတီတော့လင်းကသူ့နောက်ကနေတိတ်တိတ်လေးလိုက်လာတယ်အဲ့ဒီချိန်အိမ်ထဲဝင်လာတော့အေးမာနဲ့ရတာလေးတုံရင်နေတဲ့ဖူးဖူးရဲ့တန်ကြားတော့သူလှမ်းကြည့်ပဲမနေနိုင်ဘူးဖူးဖူးကိုတစ်ချက်လှည့်ကြည့်ပြီးဒီကလေးမကအတော်လေးတတိထားရမယ်လို့သူသေးချာပေါက်တိလိုက်ရတယ်လင်းကတော့အယုံလေးတယုံလို့သူ့နောက်ကနေအခန်းထဲကိုလိုက်လာတယ်အခန်းထဲရောက်တော့သူထိုင်ကုန်ပေါ်မှာထိုင်ချလိုက်ပြီးစိတ်ကိုလွှတ်ချလိုက်တယ်လူတို့ရှင်းမဲ့ကိုပြောပြဖူးဖူးကပိတ်ရက်ကိုတငယ်ချင်းတွေနဲ့လဲကျင်တာအမေကြီးကခွင့်မပြုတော့ကလေးပြီးကြစ်တိုင်ရင်အမေကြီးကရိုက်လို့မမခါကနေထွက်လင်းပြောနေတာကိုသူဖြတ်ပြီးပြောလိုက်တော့ပြောနေတဲ့စကားကရက်သွားတယ်သူခတ်တင်းတင်းနဲ့ကိုသိကျင်တာသူတို့အကြောင်းမဟုတ်ဘူးလင်းအကြောင်းလင်းပကံကိုမသိပဲသွားတဲ့အကြောင်းလင်းဘာဆက်ပြောရမလဲမသိဖြစ်နေတာမို့သူကပဲနောက်ပြီးဖူးဖူးကခလေးမဟုတ်တော့ဘူးနော်အသက်16နှစ်ဆိုတာအရာရာကိုသူ့အုံနှောင်းနဲ့သူစဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းရှိပြီးအပြင်မသွားခိုင်းလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့တော့ဖူးဖူးရန်ကုန်ကိုထွက်ပြေးလာတယ်လို့လင်းထင်နေသလားသူအဲ့ဒီလိုပြောတော့လင်းကပြတလဲနဲ့ဖူးဖူးကငကိုတဲကမှစိတ်ခံစားချက်ရှိလို့ပါကိုသူကလည်းစိတ်ထဲကြိတ်ကြံရဖြစ်သွားတာနေမှာပါတော်တော့နင်းသူ့တန်ကျေသွားကလင်းလန့်သွားတယ်ပကံကိစ္စကိုသူဘလို့တီးသွားသလဲဆိုတာလင်းစဉ်းစားနေလောက်ပြီပကံကိုဘာလို့သွားတာလဲလင်းရှေ့လပကြီးပြပွဲရှိတယ်လို့ကိုပြောခဲ့ဘူးတယ်လေလင်းပြောတာကိုမမှတ်ထားမိတာကြောင့်ကိုပြင်းတဲ့ကိုမို့ငြိမ်ပြီးနားထောင်နေလိုက်တယ်အဲ့ဒါလင်းပကံမှာပကြီးသွားဆွဲကျင်တာကြောင့်အေးမာကိုလည်းကူညီတောင်းရင်ရောက်သွားတာကြိုပြီးစီစဉ်ထားတာမဟုတ်ပါဘူးမမခါရောက်မှစိတ်ကူးပေါ်သွားတာလင်းပြောတာကိုယာနှုံးပြေမယုံပေမဲ့သူလက်ခံနိုင်တဲ့အဖြေမျိုးဖြစ်တာကြောင့်သူဘာမှဆက်မပြောတော့ဘူးလင်းဘာဆက်ပြောမလဲသူဆက်နားဆွနေပေမဲ့ဘာမှဆက်မပြောတော့လို့အဲ့ဒီကိစ္စတခုတည်းကြောင့်သွားတယ်ဆိုတာသိကြလားလင်းသိကြပါတယ်ကိုလင်းအဲ့ဒီမှာပကြီးဆွဲနေခဲ့တာနောက်ပြီးအေးမာကသူ့မွေးနေ့မှာမမခါကကလေးတွေကိုပကံခေါ်မယ်ဆိုလို့လင်းကအရင်သွားကြည့်တာလင်းရဲ့စကားတွေကဟိုရောက်ဒီရောက်ဖြစ်နေပေမဲ့သူဘာမှဆက်မပြောတော့ပဲထိုင်နေရာကနေထားလိုက်ပြီးလင်းကိုသူဖက်လိုက်တယ်ကိုလင်းကိုတိတ်ဆိတ်ပူသွားတာလင်းတယောက်တည်းဘယ်တော့မှများသွားခဲ့ဘူးလို့လဲကိုတွေးမိရင်လင်းကိုစိတ်ပူနေခဲ့တာအပြင်မှာအေးမာတို့စိတ်ပူနေတော့မယ်ကိုသူလင်းကိုခတ်တင်းတစ်ချက်ဖက်လိုက်ပြီးကိုချင်းပြန်ခွာလိုက်တယ်လင်းရဲ့နဖူးကိုနမ်းလိုက်ခါ sorry ကိုကလင်းနဲ့ပတ်သက်ရင်ကြံတာဘာမှမမြင်တော့လို့သူနဲ့လင်းအခန်းထဲကထွက်လာတော့အားလုံးကစိတ်ပူတဲ့မျက်နှာတွေနဲ့စောင့်နေကြတာကိုသူတွေးလိုက်တယ်သူက sorry ကိုရတာတို့ရေကျွန်တော်ကလင်းကိုတအားစိတ်ပူသွားလို့ပါကျွန်တော်မသိပဲပကံရောက်သွားတာဆိုတော့တည်ချင်းလူပူသွားလို့ပါရတာကကျွန်တော်လည်းပါပါတယ်အေးမာကလည်းနေကန်ဆိုတော့သူတို့တငယ်ချင်းနှစ်ယောက်ရှောက်နေကြတာကိုကျွန်တော်ကအနောက်ကနေလိုက်ဆောင်ပေးုံပါပဲကိုမိုင်းဝင်စိတ်ပူနေမယ်ဆိုတာလဲကျွန်တော်နားလဲပါတယ်အေးမာကလည်းမနေနိုင်တော့ပဲညီမလည်းပြောခိုင်းမှုမေ့နေတာတငယ်ချင်းတွေမတွေ့ရတာကြတော့အရာရာကိုမေ့သွားသလိုဖြစ်နေမိတာတကယ်ပဲတောင်းပန်ပါတယ်ကိုမိုင်းဝင်နှစ်ယောက်သားဝိုင်းပြောကြတော့သူအားနာသွားပြီးမဟုတ်တာကျွန်တော်ကရုတ်တရက်လင်းပကံမာလို့တီးလိုက်ရတဲ့အချိန်စိတ်ပူသွားလို့ပါအားလုံးရဲ့စကားဝိုင်းနဲ့ဝင်မပါပဲအကုန်လုံးကိုစိုက်ကြည့်နေသူကဖူတကယ်အကြောင်းရင်းကိစ္စကသူမရဲ့ကိစ္စဆိုတာကိုအားလုံးမေ့နေကြတာပဲဘာလို့များလူတွေကသူမထက်လင်းထုံးကိုပို့ပြီးဦးစားပေးနေကြတာလဲသူမအဖြေရှာမတွေ့သူမနဲ့လင်းထုံးဘာကွာတယ်လဲစဉ်းစားတယ်သူမကလင်းထုံးထက်လှတယ်ငယ်ရွယ်နှုတ်ပြူတယ်အဲ့ဒီချက်တွေနဲ့တင်သူမတာလွန်ပြီလို့ထင်ထားခဲ့တာတကယ်တမ်းတော့မဟုတ်သေးပါလားဖူဘာစားပြီးပြီလဲလင်းထွန်းရဲ့တန်ကြရတော့လဲဖူတယောက်သူမရဲ့တွေးကိုသူမပြန်မုန်းမိတယ်လင်းထွန်းကသူမပေါ်အတိုင်းထဲအလွန်ကောင်းနေသူ
ကောင်းတဲ့သူတူဆိုတာကိုသူမှမေးထားလို့မှမရတာဖူးစားပြီးပြီဒီလင်းဘယ်သူမှဖူးဖူးရဲ့ဇလန်းကိုအစာမပြိုးကြတော့ဘူးလင်းလင်းထုံတို့၃ယောက်ကားပေါ်မှာကလေးကမမခါကိုဖုန်းဆက်ပြီးအကြောင်းစုံမေးထားပြီးပြီမို့ထမ်းမေးလဲအကြောင်းမထူတော့တဲ့အပြင်ပိုဆိုးလာနိုင်ခြင်းရှိတာကြောင့်ဖူးဖူးကိုဘာမှမမေးပဲပြန်ခေါ်သွားဖို့လင်းလင်းထုံရသားကိုတိုက်တွန်းခဲ့တယ်အတွင်းကအပူအပြင်းလူမမြင်စေနဲ့ဆိုတဲ့စကားမှိုင်းဝေကြရင်လင်းလင်းထုံကိုစိတ်ဆိုးအောင်မှအသေးချပဲသူကလင်းလင်းထုံတွေအပြင်လူလာလို့မေးလာခဲ့ရင်လင်းလင်းထုံမှာဖြေစရာအဖြစ်မရှိပြန်တေချာတာကမှိုင်းဝေကလင်းလင်းထုံနဲ့ရသားတို့ဆက်လက်ဖန်တီးနေတဲ့အိမ်မက်တစ်ခုရဲ့အပြင်စည်းကလူပဲမှိုင်းဝေကြီးပြင်းလာခဲ့တဲ့အတိုင်ဝန်းနဲ့လင်းလင်းထုံတို့ရှေ့တန်းခဲ့ရတဲ့နေပေချင်းကမိုးနဲ့မြေလိုတအားကွာခြားလွန်းလာတယ်မိုင်းဝေကအနာဂတ်သစ်ကိုဖန်တီးခြင်းတဲ့သူဖြစ်ပြီးရသားနဲ့လင်းလင်းထွန်းကပြစ်စုံပံကအိမ်မက်တွေကိုမယိုင်လဲအောင်ကြိုးစားဆုပ်ကိုင်ထားပေးရတဲ့သူတွေဒီလိုမျိုးဘာတစ်ခုမှမတူညီခဲ့ပေမဲ့မိုင်းဝေကလင်းလင်းထွန်းကိုရွေးချယ်ခဲ့တယ်ဒါပေမဲ့မိုင်းဝေကလင်းလင်းထွန်းကိုပြောင်းလဲဖို့ကြိုးစားတယ်လင်းလင်းထွန်းကိုချစ်လွန်းလို့တချို့ຢာတွေနားလည်ပေးဖို့သူကြိုးစားခဲ့ပေမဲ့တကယ်တမ်းနားလည်ပေးနိုင်ခဲ့သလားဆိုတာကိုတော့မိုင်းဝေကလွဲပြီးတခြားဘသူမှသိနိုင်မှာမဟုတ်ဘူးလေဒါဆိုကျွန်တော်တို့ဖူးဖူးကိုခေါ်ပြီးပြန်လိုက်တော့မယ်ကိုမိုင်းဝေနေပါအောင်ကိုရတာရဲ့အခုပဲရောက်အခုပဲပြန်ရအောင်ရန်ကုန်နဲ့မုံမခါကလည်းနဲတဲ့ခီးမှမဟုတ်တာကိုရတာလည်းပင်မနေရောပေါ့ရတယ်ကိုမိုင်းဝေမုံမခါမှာအမေကြီးကဖူးဖူးကိုစိတ်ပူနေပြီကျွန်တော်အတန်းနိုင်ဆုံးမြန်မြန်ပြန်ခေါ်ခဲ့မယ်လို့ပြောထားခဲ့လို့အေးမာကငါတော့ပြန်မလိုက်နိုင်သေးဘူးနော်ရတာကားမောင်းတဲ့သူကမပင်ပန်းပေမဲ့ကားစီးရတဲ့သူကတော့ပင်ပန်းတယ်ငါရန်ကုန်မှာခဏနေခဲ့အောင်မယ်တခါတည်းလင်းလင်းထွန်းရဲ့ပကြီးကားတွေကိုလည်းကူရွေးပေးရင်းနဲ့ပေါ့အေးမာပြန်မလိုက်ဘူးဆိုတော့ဟမ်မဆောင်နိုင်ပဲပြောသွားသူကဖူဖူအေးမာပြန်မလိုက်ရင်ပြန်ခီးမှာရတာနဲ့ဒူမနှစ်ယောက်တည်းဆိုတာကိုသူမချက်ချင်းတွေးမိသွားတယ်လေမှိုင်းဝေကဖူဖူပြောသွားတာကိုသတိထားမိပြီးစိုက်ကြည့်လိုက်တာကိုဖူဖူသတိမထားလိုက်မိဘူးသူမရဲ့စိတ်ကူးထဲမှာသူမနဲ့ရတာနှစ်ယောက်တည်းအပြန်လန်းခီးကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းနေကြတယ်တဲ့ဒါဆိုရင်လည်းခဏလေးတော့ဆောင်ကျွန်တော်ပစ္စည်းတချို့ထည့်ပေးလိုက်မယ်လင်းရီကိုရေခဲတတာတွေကအေးနဲ့မုံတွေထည့်ပေးလိုက်အောင်လမ်းမှာပိုက်စားတဲ့ချိန်ဆိုင်မရှိမှဆိုလို့နောက်ပြီးတင်းခိုင်ကော်ဖီပူပူလေးကိုဓာတ်ဘူးနဲ့တေချာထည့်ပေးလိုက်အခုလိုကြပြန်တော့လဲလင်းလင်းထွန်းကိုမှိုင်းဝင်နဲ့စိတ်ချလို့ရတယ်လို့ရတာတွေးမိပြန်တယ်ကိုမိုင်းဝေကလင်းနဲ့မလိုက်ဖက်သူမဟုတ်ပါဘူးကိုမိုင်းဝေကလင်းတဲ့အဆအဆရာရာတာလွန်နေတဲ့အခါလင်းမလိုက်နိုင်ပါဘူးသူစိုးရိမ်မိတာပါကိုမိုင်းဝေကထက်မြက်အောင်မြင်နေတဲ့ယောက်ျားတစ်ယောက်ဒါပေမဲ့လင်းတွဲကတော့ထက်မြက်အောင်မြင်တဲ့ယောက်ျားတဲ့သူမကိုကာကွယ်ပေးနိုင်မဲ့သူမကိုနားလည်ပေးနိုင်မဲ့ယောက်ျားမျိုးပိုလိုအပ်တယ်ဆိုတာရတာကောင်းကောင်းသိနေတယ်ဒါပေမဲ့လည်းလင်းရွေးချယ်ခဲ့တဲ့လမ်းတွေအတွက်သူလင်းကိုဘယ်တော့ခါမှအပြစ်တင်မှမဟုတ်လင်းလျှောက်တဲ့ခြေလမ်းတွေမှားသွားခဲ့ရင်သူပြင်ဆင်ပေးမယ်လင်းသွားတဲ့လမ်းတွေမှားသွားခဲ့ရင်သူလမ်းမှန်ထိလိုက်ခဲ့ပေးမယ်ကျန်တာကတော့လင်းဘဝလင်းရေးချယ်တဲ့အပိုင်းကိုသူ့အနေနဲ့ဝင်ရောက်ဆွဲဖက်ဖို့စိတ်ကူးမရှိလေးလေးဖူဖူရဲ့ခေါ်တန်းကြောင့်သူ့ရဲ့အတွေ့အကြုံပြန်စုလိုက်ပြီးဘေးဘီကိုဝဲကြည့်လိုက်တယ်။အော်လင်းချောင်းတွေးနေမိတာအဝေးပြေးလမ်းမပေါ်တောင်သူရောက်မှန်းမသိရောက်နေပါရောလား။လင်းမပါတဲ့အပြန်လန်းကစိတ်တွေကိုစူးစီးလို့မရတာလင်းပြစ်ပဲလို့မစီမဆိုင်စိတ်ကူးတဲ့လင်းကိုဆွဆွဲလိုက်သေးတယ်။ဟုတ်တယ်လေသူမှလင်းကိုအပြင်မှာတစ်ခါမှမဆွဆွဲခဲ့ဘူးလား။လင်းနဲ့ပတ်သက်ရင်သူပဲအရာရာအကုန်အလျှော့ပေးခဲ့တာ။လင်းငိုနေတဲ့ချိန်တိုင်းနှစ်သိမ့်ပေးခဲ့သူကမုံမခမှာသူကလွဲပြီးအခြားသူမရှိမုံမခမှာလင်းနဲ့သူကအတူတူကြီးပြင်းလာခဲ့တော့တန်ရောစင်တွေကသူများထက်ပိုတယ်။ကြောင်းသွားတဲ့ချိန်တိုင်းကြောင်းကအသက်တူရွယ်သူတွေစားနောက်လောင်ပြောင်တဲ့အခါလင်းကအမြဲတမ်းငိုတယ်။အဲ့ဒီခါတိုင်းအမေလေးအသေးရိုက်မှာကိုသူတည့်ရသားနဲ့ရံပွဲတွေလင်းအတွက်ဆင်နှွှဲပေးခဲ့ရဘူးလေ။ဒါတောင်တက္ကသိုလ်တက်တဲ့ချိန်သူလင်းနာမှမရှိခဲ့လို့အမေလေးဆုံးတော့သူမက်ခဲ့တဲ့အိမ်မက်တွေတဝက်တစ်ပြက်နဲ့ပျောက်ဆုံးသွားခဲ့ရတယ်။လင်းကတော့ဟိုအမြင့်ဆုံးမှာပြန်တမ်းမဲ့ငှက်ကလေးတစ်ကောင်လိုတောင်မန်တွေဖြန့်လို့လင်းရဲ့တောင်မန်တွေမိုးမမိစေဖို့သူအစွမ်းစားရှိသလောက်မိုးတားပေးရအောင်မဲမဟုတ်လား။ဖူးချမ်းနဲ့လေးလေးအဲကွန်ရှော့ပေးမယ်နော်
အဲကွန်ကိုလျှော်ပေးလိုက်ပြီးဖူးဖူးထိုင်နေတဲ့ရှေကန်းက dashboard ကိုဖွင့်ပြီးစောင်းပါတစ်ထဲကိုဆွဲထုတ်ပေးလိုက်တယ်ဖူးဖူးကတန်တော့နဲ့လီလီကကားထဲမှာစောင်းမြဲဆောင်းထားတတ်တာလားတီလင်းကအေးတက်လို့ကားထဲထည့်ထားတာဒီတခါလဲဖူးဖူးဘာဆက်ပြောရမလဲမသိတော့ဘူးစောင်းကိုဆွဲချုံလိုက်ပြီးကားမောင်းနေတဲ့ရသားရဲ့လက်မောင်းကိုကောင်းမိလိုက်တယ်ရသားကားမောင်းနေနဲ့တစ်ချက်တွန်သွားပြီမဲ့ဘာမှတော့မပြောဖူးအိတ်ချင်တဲ့လီလီမုံစားရမယ့်နေရာရောက်ရင်ဖူးကိုနှိုးနော်ရသားပြန်မဖြေပဲကားကိုသာအာယုံဆိုင်မောင်းနေလိုက်တယ်ဘေးမှာမှီထားတဲ့ကောင်းတလုံးကဘာလို့အဲ့ဒီလောက်တောင်လေးပြီးဝင်တော့ဝင်ဖို့ဖြစ်စေသလဲသူမစင်းစားတတ်တော့ဘူးအမှန်တော့ဖူးဖူးအိတ်မပြောပါဘူးလီလီရဲ့လက်မောင်းကိုမှီပြီးမျက်လုံးမှိတ်ခါအတူတူရှိနေတဲ့အချိန်တွေကိုအမှတ်တရရှိစေခြင်းယုံတက်တက်ပါနှွေးထွေးဤဆက်နေတဲ့လက်မောင်းပေါ်ပါအပ်ပြီးစိတ်ကူးရင်ရတဲ့ချိန်တွေကိုဖူးဖူးပိုင်ဆိုင်ဘူးခြင်းတယ်ဒါပေမဲ့အရာအလုံးကဖူးဖူးထင်သလိုမဟုတ်ခဲ့ဘူးမာကြောလှတဲ့အရာတစ်ခုကိုခေါင်းအောင်ထားရသလိုပဲလီလီရဲ့လက်မောင်းကဘာခံစားချက်မှမရှိတဲ့ကြောက်ဆိုင်ကြောက်သားကြီးတစ်ခုလိုဖူးဖူးခံစားနေရတယ်တကယ်ပဲလီလီကဖူးဖူးပေါ်ဘယ်တော့မှခံစားချက်ရှိမလာတော့ဘူးလားလို့ဖူးဖူးတွေးမိပြီးဝမ်းနေလာတယ်ဖူးဖူးထလီလီတို့တစ်ခုခုစားရအောင်တလန်လုံးငြိမ်သက်လာတဲ့ဖူးဖူးကိုရသားကနှိုးပြီးမုံစားဖို့ပြောပေမဲ့ဖူးဖူးကမတုံမလုံးနဲ့ဖူးမစားသေးဘူးလီလီပိုက်ဆိုင်စဉ်းစားလေဖူးကားပေါ်မှာပဲစောင့်နေမယ်ဒါဆိုလီလီလည်းမစားသေးဘူးစားတဲ့ချိန်ရောက်မှကာရက်ပြီးအညောင်းကြီးညာပြီးနားရင်စားကြတာပေါ့မမခါကိုပြန်ရောက်ဖို့သာစိတ်လုံးနေတာမို့သူလဲကားကိုပဲအာယုံဆိုင်မောင်းနေတယ်သူပြန်မလာမချင်းအမေကြီးစိတ်ပူနေမယ်ဆိုတာသူအတိဆုံးလင်းရှိတဲ့ပကံကိုလိုက်သွားတဲ့တရက်မှာပဲပြဿနာကစဖြစ်တာအပေါင်းတင်တိမ်မဲ့တဲ့ဖူးဖူးကတငယ်ချင်းတွေနဲ့အပြင်ထွက်ချင်လို့အမေကြီးစီမှာခွင့်တောင်းတယ်အမေကြီးကလည်းလူကြီးဆိုတော့အပြင်တွေဘာတွေထွက်တာမကြိုက်ဘူးပိုဆိုတာကသူမရှိတဲ့ကာလဖြစ်နေတယ်ဒါပြင်အရင်ရက်ကမှအပြန်နောက်ကြလို့ဖူးဖူးအဆူခံရပြီးတာလေအဲ့ဒါနဲ့သွားခွင့်မပြုရာကနေအမေကြီးနဲ့ပြဿနာတက်ကြရင်ဒေါသဖြစ်လို့ရိုက်လိုက်တော့ဖူးဖူးကထွက်ပြေးသွားတော့တာပဲဒီလေဖူးတို့တစ်ခုခုစားရအောင်သူကားကိုလမ်းဘေးကပ်ရက်လိုက်ပြီးလင်းတို့ထည့်ပေးလိုက်တဲ့မုံတွေကိုယူလိုက်တယ်နိုင်ကိုကြည့်တော့မမခါကိုရောက်ဖို့3နာရီလောက်မောင်းရအောင်ပါဒီမှာခဏတစ်ဖြုံနာရင်ကော်ဖီတောက်မယ်စိတ်ကူးပြီးဖူးဖူးမုံစားပြီးရင်ကားပေါ်ကနေဆင်းပြီးလမ်းလေးပါလေးရှောက်အောင်နိုင်ဝဲလောက်လေးလေးတို့နားကြတာပေါ့လေးလေးအပေါ်သွားလိုက်အောင်မယ်ဖူးဖူးကားပေါ်ကဆင်းရင်ကားတော့ကိုဖြုတ်ပြီးလောက်ချခဲ့နော်သူကားပေါ်ကနေဆင်းပြီးအကျော်ပြီးအညောင်းဆန့်ကအပေါ်ပါသွားဖို့နေရာရှာလိုက်တယ်ခဝေးဝေးကနေရာတစ်ခုမှာကိစ္စပြက်အောင်လုပ်ပြီးပြန်လာတော့ကားရဲ့အပြင်ဘက်မှာရက်ပြီးလမ်းရှောင်နေတဲ့ဖူးဖူးကိုလှမ်းမြင်လိုက်တယ်ဖူးဖူးအပေါ်ပါသွားခြင်းအနည်းဆုံးစီဆိုင်မှာလေးလေးရက်ပေးမယ်နော်လေးလေးဖူးဖူးရဲ့ခေါ်တန်ကြောင့်သူဖူးဖူးကိုကြည့်လိုက်တော့ဖူးဖူးရဲ့မျက်ဝန်းထဲမှာအတိတ်ပဲဖော်ရခက်တဲ့အငွေသက်အချို့ချက်ချင်းခံစားမိလိုက်တယ်ဖူးကိုလေတနေရာရာခေါ်သွားပေးပါလားယင်သူနားမလည်နိုင်စွာနဲ့ဖူးဖူးကဘယ်နေရာကိုသွားကျင်လို့လဲသူမိကွန်မှားနေတဲ့ဆိုတာကိုတော့သိလိုက်တယ်ဒါပေမဲ့သူမသိတာကဖူးဖူးပြောတဲ့အတိတ်ပဲဖူးဖူးကခေါင်းကိုခါရမ်းလိုက်ပြီးဟင်ဘယ်နေရာရဲ့လို့ဖူးသွားကျင်တာမဟုတ်ဘူးမမခါမဟုတ်တဲ့နေရာဖြစ်ရင်ပြီးရောဖူးကိုလေလေးလေးကြိုက်တဲ့နေရာကိုခေါ်သွားလို့ရပါတယ်ဖူးလေမမခါကလွဲပြီးဘယ်နေရာမဆိုလေးလေးနဲ့လိုက်နိုင်ပါလေသူတုံလှုပ်ချောက်ချစွာနဲ့မိဖူးကတော့ပြောလဲစားနဲ့မထူတော့ဘူးလို့အသက်မှတ်လိုက်ပြီးတတဲစားလဲကြက်သွန်နှစ်တဲစားလဲကြက်သွန်ဆိုပြီးမထူးစားခင်းတော့မဲ့ပုံပဲဖူးမမခမှာမနေချင်ဘူးလေးလေးဖူးအမုံဆုံးကမမခပဲလူအများနဲ့ထမင်းတူတူစားရတဲ့အလုပ်တွေလူအများနဲ့စုပြီးဆောင်ရဲရတဲ့အလုပ်တွေအပြင်တစ်ခါသွားတိုင်းခွင့်ပြုချက်တောင်းခံရတာတွေဖူးမုံနဲ့လေးလေးဖူးဒါတွေကမမခမှာနေမှလုပ်ရတာမဟုတ်ဘူးမိဘဆွေမျိုးတွေနဲ့နေရင်လည်းဒီလိုပဲလုပ်ရမှာပဲလေဒါကလူစည်းကမ်းလူကျင့်ဝင်ပဲဟင်မိဘဆွေမျိုးတွေနဲ့နေရတဲ့စိတ်နဲ့မိမရှိဖားမရှိလို့မမခမှာနေရတဲ့စိတ်မတူဘူးလေးလေးဖူးကမိဘမဲ့ဂီဟာကနေဆိုပြီးဖြစ်သွားတဲ့တငယ်ချင်းတွေရဲ့ရုပ်ကိုလေးလေးမြင်ဘူးလားဖူးကဂီဟာကလာတယ်ဆိုတဲ့အတင်းတွေကိုလေးလေးခံစားဘူးသလားဖူးဒါတွေကိုဖူးကရှက်စရာလို့မြင်နေတာလား
လေးလေးတို့ရဲ့မုံမခါကဖူးဖူးတို့ကိုတော်လေးရှက်စရာဖြစ်စေတယ်လို့ဖူးဖူးထင်နေတာလားတမအာဇီဝနဲ့ကလေးတွေကိုစောင့်ရှောက်ကာကွယ်ပေးနေတဲ့မုံမခလိုနေရာကိုဖူးဖူးကရှက်စရာလို့ထင်နေရင်ဘယ်နေရာကမြင့်မြတ်တဲ့နေရာလဲပြောကြည့်စမ်းသူဒေါသတန်နဲ့မို့အတန်တွေတုံရင်နေတယ်ဖူးဖူးကလည်းတစ်စက်ကလေးမှအလျှော်ပေးမဲ့ပုံမပေါ်ဖူးလေးလေးကိုချစ်တယ်သူဘာမှပြန်မပြောဘဲဒီတိုင်းကြည့်နေတော့ဖူးကိုအဲ့ဒီလိုမကြည့်ပါနဲ့လေးလေးကလေးတယောက်ကလူကြီးတယောက်ကိုချစ်တဲ့ပုံစံမျိုးနဲ့ချစ်တာမဟုတ်ဘူးအရွယ်ရောက်ပြီးသားမိမပြိုတယောက်ကယောက်ျားတယောက်ကိုတတ်မဲ့တဲ့ပုံစံမျိုးနဲ့ဖူးလေးလေးကိုချစ်တာဖူးဖူးသူအသက်ကုန်အော်ဟစ်လိုက်ပေမဲ့ဖူးဖူးကအရှိန်မရဖဲဖူးကိုကြည့်ပါအောင်လေးလေးရဲ့မိမတယောက်ရဲ့လာသွေးကြွယ်စရာအရာတွေအကုန်ပြည့်ရှိနေတာပဲမဟုတ်လားအဲ့ဒါကိုဘာလို့လေးလေးကမတတ်မဲ့ရတာလဲဘာလို့များလေးလေးကဖူးရဲ့လက်ကိုဆွဲပြီးမယုံထွက်နိုင်ရတာလဲဘာလဲဖူးကဒီလင်းလောက်တတ်မဲ့စရာမကောင်းလို့လားဟာသူလက်တစ်ဖက်ကလေဘောကိုမြှောက်တယ်သွားပြီးဖူးဖူးရဲ့ပါးနေရာကိုရောက်လူနီးနီးမှာရက်တန့်သွားတယ်သူ့ရဲ့မျက်ဝန်းထဲကမျက်ရည်တွေအတားအဆီးမရှိပြိုကျလာခဲ့တယ်ထိန်ထားသမျှစိတ်တွေအကုန်လုံးကိုကားပေါ်အကုန်ပုံချလိုက်ပြီးလက်သီးနဲ့အဆက်မပြတ်ထိုးချလိုက်တယ်ဖူးဖူးထိန်လန့်တုံနှုတ်သွားပြီးသူ့ကိုဝင်ဆွဲတော့သူအသားကိုထိမခံမဲဖူးဖူးကိုတွန်းလိုက်တယ်ဒေါသအရှိန်နဲ့မို့ဖူးဖူးမြေကြီးပေါ်ဖင်ထိုင်ရဲ့သားကြာသွားပြီးကြောက်ရွံ့နေတယ်သူရဲ့လက်ကနေသွေးတွေစီးကျနေပေမဲ့ကားကိုထိုးနေတဲ့အချိန်ကမရက်ဖဲပိုပြင်းလာတာမို့ဖူးဖူးမြေကြီးပေါ်မှာလက်အုပ်လေးချီပြီးဒူးထောက်ထိုင်ကြကသူ့ကိုတောင်းပန်တယ်ဖူးတောင်းပန်ပါတယ်လေးလေးရဲ့မလုပ်ပါနဲ့ဖူးတောင်းပန်ပါတယ်ဖူးကိုထိုးပါဖူးကိုပဲရိုက်နှက်ပါလေးလေးနာကြင်အောင်မလုပ်ပါနဲ့လေးလေးရဲ့သူထိုးနေရကနေရက်လိုက်ပြီးဖူးဖူးကိုစိမ့်စိမ့်ကားကားကြည့်လိုက်ပြီးဘာတက်မက်စရာဟုတ်လားဖူးဖူးတက်မက်စရာမြင်လိုက်တက်မက်ရအောင်ငါကတရိတ်ဆန်လားလိန်စိတ်ဖြစ်ပေါ်လာတိုင်းတွေ့ရမိန်းမကိုတက်ခွာတတ်တဲ့ကောင်လို့နင်ကငါ့ကိုထင်နေတာလားဒီမှာဖူးဖူးလောကမှာလူအရိုင်းဆိုင်ကောင်တွေအများကြီးရှိကောင်းရှိမယ်အဲ့ဒီအရိုင်းဆိုင်ကောင်တွေနဲ့တွေ့တဲ့အခါငါဘယ်လိုလူလဲဆိုတာနင်နားလည်လာလိမ့်မယ်အခုငါတခွန်းနဲ့မေးမယ်နင်ငါနဲ့မုံမခကိုပြန်လိုက်မှာလားဒီနေရာမှာနေခဲ့မှာလားဖူးဖူးလက်အုပ်ချီရဲ့သားနဲ့ပဲဖူးလေးလေးနဲ့မုံမခကိုပြန်လိုက်ခဲ့ပါမယ်သွားကားပေါ်တက်တော့နောက်ခန်းမှာထိုင်ဖူးဖူးထိုင်နေရာကနေမြန်မြန်ထလိုက်ပြီးကားနောက်ခန်းတကားကိုဖွင့်ထိုင်လိုက်တယ်ကားဘေးကလက်သီးနဲ့ထိုးလိုက်လို့ခြိုက်ရဖြစ်သွားတာကိုသူတစ်ချက်ငေးကြည့်လိုက်ပြီးလက်သီးကိုကြစ်ပေါင်းဆုပ်ထားရင်းလင်းကိုစိတ်ထဲကနေအော်ခေါ်နေမိတယ်လင်းရေငါတို့သိချင်ရတဲ့ကလေးလေးကကလေးလေးမဟုတ်တော့ဘူးနင်သိချစ်ပါတယ်ဆိုတဲ့ကလေးငါသိချစ်ပါတယ်ဆိုတဲ့ကလေးကအခုလေနင်ကိုရောငါကိုပါစော်ကားနေပြီအဲ့ဒါတွေသိရင်နင်ခံစားနိုင်မှာလားငါနင်ကိုမပြောပြရဘူးဟာအရင်ကငါတို့မမေမောမောနန်းရှိုက်ခဲ့တဲ့ပါတစ်ဖက်ကအရင်လိုမဖြူစင်တော့ဘူးရမမီတွေပြင်းနေနေတဲ့ပါတစ်ဖက်ကိုငါမတရီတော့ဘူးဆိုတာနင်ကိုမှမပြောပြရရင်ငါဘသူ့ကိုပြောပြရမှာလဲငါရင်နဲ့ဘယ်လိုလုပ်တိမ်ထားနိုင်မှာလဲဟုတ်ကဲ့ပါရှင်အပိုင်း၈ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း၉မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်